ချီလာများနန္ဒာထွက်သွားပြီးတနာရီလောက်ကကြာမှအိမ်ကြီးတဲ့အိမ်လုံးပုံမှန်ထပ်ပူပြီးတိတ်ဆိတ်ချုပ်ကပ်သွားသလိုကြော်စွာခံစားလိုက်ရတယ်ဆိုဖာပေါ်မှာပြင်းကျဲနေတဲ့ကလေးကစားစရာလေးမိဖို့ချောင်းထဲမှာတပိုင်းတစညစ်ကြံခဲ့တဲ့ဆံပြူအိုးဒါရီအားလုံးကနန္ဒာညစ်တန်ဖိုးကိုသူ့ကိုတတိပေးနေတယ်လို့ပဲငါတော်တော်လွန်သွားလာပဲချိုစွာကလတ်ထိုင်ပေါ်ပြစ်ထိုင်ရင်ခေါင်းကိုလက်နဲ့အုပ်လိုက်မိတယ်ညကတောက်ထားတဲ့အရှင်ကြောင့်ခေါင်းကကိုက်နေတော့ပေမဲ့ရင်ထဲကပူလောင်မှုကပိုဆိုးနေတယ်သူ့ဖုံးကိုထုတ်ပြီးနန္ဒာစီအချင်းချင်းခေါ်ကြည့်ပေမဲ့ဆက်ပိတ်ထားပါသည်ဆိုရဲအတန်းပဲပြန်ကြားနေရတယ်နောက်ဆုံးတော့ကျော်စွာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူကားတော့ကိုဆွဲယူပြီးနန္ဒာအမိအိမ်စီကိုကျန်းမောင်းသွားတော့တယ်အိမ်ရှိရောက်တော့ကျော်စွာရဲ့ခြေလမ်းတွေတုံနီးနေမိတယ်နန္ဒာအမိကသူ့ကိုတိတ်ကြည့်တာမဟုတ်ဘူးလीဒါပေမဲ့သူအားတင်းပြီးလူခေါ်ဘဲကိုနှိပ်လိုက်တယ်တကားပွင့်လာတော့နန္ဒာအမေကမျက်မှောင်းကျုပ်ပြီးကြည့်နေတယ်။ကျော်စွာဘာလာလို့တာလဲ။နန္ဒာကတော့ဘသူ့ကိုမှမတွေ့ချင်ဘူးပြောထားတယ်။အမေကျွန်တော်မှားသွားပါတယ်။နန္ဒာကို10မိနစ်လောက်ပဲဖြစ်ဖြစ်ပေးတွေ့ပါဗျာ။ကျွန်တော်တောင်းပန်ချင်လို့ပါ။ကျော်စွာရဲ့အတန်းကတုံရီနေပြီးတကယ်ကိုနောင်တရနေမှန်းသိတာနေတယ်။အဲ့ဒီအချိန်မှာအိမ်ထဲကနေကလေးချီပြီးထွက်လာတဲ့နန္ဒာကိုတွေ့လိုက်ရတယ်။နန္ဒာမျက်လုံးတွေကငိုထားလို့ဖောင်းမုံနေတော့ပဲ။နန္ဒာကိုတောင်းပန်ပါတယ်ကိုတကယ်မားသွားတယ်ညတာကိုအရက်မူပြီးဘာဒီပြောမိမှန်းကိုမသိဘူးမင်းနဲ့ကလေးမရှိရင်ကိုဘလို့မှမနေတတ်ဘူးအိမ်ပြန်လိုက်ခဲ့ပါအောင်နော်ကျော်စွာကနန္ဒလက်ကို